အမေကြီးနေတဲ့ကြောက်တက်တာကြီးနဲ့မနုစာရီလက်တစ်ဖက်ကဘာတွေဆက်ဖြစ်သွားလို့ဖျက်ဆီးပစ်မဲ့အစီအစဉ်ဟာဆိုင်းငံ့သွားရတာလေမနုစာရီဆန္ဒပြေဝသွားပြီလို့ပြောရမလို့ပါပဲငလီနံကြောင့်အနှင်းငယ်တိမ်းဆောင်သွားတဲ့ကြောက်တက်တာတိုက်ဖျားစီတီကိုမိုင်းခွဲဖျက်ဆီးဖို့အတွက်စီစဉ်ဆောင်ရွက်ခဲ့ကြပေမယ့်အစီအစဉ်ကိုယာယီဆိုင်းငံ့ရပ်ထားလိုက်ရတယ်လို့သိရှိရပါတယ်ဖျက်ဆီးပစ်မယ်လို့တရားဝင်ကြေညာထားတဲ့နေ့မှာမနုစာရီစောင်းရှောက်တဲ့ကြောက်စင်မျိုးရဲ့ကြက်တီဆောင်ကြောက်တက်တာတိုက်ဖျားစီတီကိုဖြိုချပစ်ဖို့အတွက်အစအရာရာပြင်ဆင်နေကြပြီးအဆောင်ရှောက်များကိုလည်းပြောင်းရွှေ့ပေးကြဖို့အတွက်ခွင့်ပန်ကတောင်းပန်ပွဲများပြုလုပ်တဲ့ချိန်မှာမနုစာရီကလုံးဝခွင့်မပြုဘူးဟဲ့ကြောက်တက်တာဇီဒီကိုလုံးဝအထီးကိုက်မခံနိုင်ဘူးမိုင်းခွဲဖြတ်ရဲသူဖြတ်ကြည့်လိုက်နောက်ဆက်တွဲစိုးကြိုးတာဝန်မယူဘူးဆိုပြီးတော့ပုဂ္ဂိုလ်ဝင်ဘူးကပြောဆိုမှုတွေရှိခဲ့သလိုအပွဲထဲမှာပါတဲ့လူတချို့ကလည်းမူးဝေအော်အန်ချင်းလမ်းလျှောက်နေရင်ပြလဲကြခြင်းနဲ့တောင်ပေါ်ကလိမ့်ကြတဲ့သူတွေပါရှိခဲ့ပြီးတော့ဘလို့မှအထီးမခံအဖြတ်မခံတဲ့အနေထားမလို့မိုင်းခွဲဖျက်ဆီးဖို့အစီအစဉ်ကိုလည်းဆိုင်းငံ့ထားကြအောင်သိရှိခဲ့ရပါတယ်။လုံခဲ့တဲ့ရက်ကပဲတပ်ဆိုင်ရာတာဝန်ရှိလူကြီးတွေကအစည်းအဝေးတစ်ခုပြုလုပ်ပြီးတော့ဆုံးဖြတ်ချက်အရကြောက်တက်တာတိုက်ဖျားမိုင်းခွဲဖျက်ဆီးမဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။ဖျားကိုပုံမခိုင်ခန့်အောင်ပြုပြင်တိစောက်သွားဖို့နိုင်ငံခြားအဖွဲ့တွေရဲ့အကူအညီကိုရယူသွားမယ်လို့သိရပြီးတော့လက်ရှိမှာတော့ဖျားကိုပြုပြင်တိစောက်ရေးပြုလုပ်နေစေကာလမှာအနီးနားမှာရှိတဲ့လူနေအိမ်တွေကိုဘေးအန္တရာယ်တွေမကြရအောင်လို့ယာယီပြောင်းရွှေ့နေထိုင်ခိုင်းတဲ့ပြင်ဖျားပြုပြင်ပြီးမှသာမိမိနေအိမ်ကိုပြောင်းရွှေ့နေထိုင်ကြဖို့အတွက်စော်ဩထားပါတယ်။ကျောက်စင်မျိုးရဲ့ကြက်တီဆောင်မနုစာရီရဲ့လက်တစ်ဖက်ထေထားတဲ့ကျောက်တက်တာကြီးပြိုကျခဲ့တဲ့နေ့မှာပဲမြစ်သားမျိုးနဲ့ရွှေမင်းဝေနောင်ပေါ်မှာရှိတဲ့တဘာဝကျောက်တော်ကြီးကလည်းမြေခသွားခဲ့ရပြီဖြစ်ပါတယ်။အခုလိုကျောက်တက်တာကြီးကိုမပြတ်စည်းတော့တာကြောင့်ကျောက်ဆယ်သူကျောက်ဆယ်သားများကလည်းဂုံယူဝမ်းသာနေခဲ့ကြတဲ့ပြင်အမတော်မနုစာရီရဲ့တစ္ဆာအဋိဌံဟာဖုံးတကိုကြီးမားကြောင်းလူများကလက်ခံယုံကြည်ခဲ့ကြပြီပဲဖြစ်ပါတယ်။